တခါတလေမှာရှေးလူကြီးတွေရဲ့အသိပညာတွေကဒီနေ့ခေတ်ကျမ်းမာရေးအတွက်အကောင်းဆုံးလမ်းညွှန်တွေဖြစ်နေတတ်ပါတယ်အခု Cordyceps Wisdom ရဲ့အပိုင်း3မှာတော့ရှေးဟောင်းတိုင်းရင်းသစ်ဆေးပညာလေးထဲမှာရှိပတိကဘလို့ခရီးရှေးကြီးကိုဖြတ်တန်းခဲ့ရတယ်လေဆိုတာကိုပြောပြပေးတော့မှာပါရှိပတိဟုတ်ပါတယ်ရှေးကဆေးပညာမှာဆိုရင်သူ့ကိုယတနာတပါးလို့တန်ဖိုးထားခဲ့ကြတာပါတဘာဘာကပေးတဲ့လက်ဆောင်တစ်ခုပေါ့ဆိုတော့သူ့ရဲ့တမိုင်းခရီးကဘဲကနေဘလို့စခဲ့တာလဲဘာကြောင့်များဒီလော့တော့အရေးပါခဲ့ရတာလဲဆိုတာကိုအတူတူကြည့်တော့ကြရအောင် Wisdom of the Ancients ရှေးလူကြီးတွေရဲ့ဉာဏ်ပညာပေါ့ကဲအခုရှေးခေတ်ကိုအချိန်စစ်နဲ့ပြန်သွားကြည့်ကြရအောင်မတူကွဲဖားတဲ့ယဉ်ကျေးမှုတွေကဒီအန်အောဆရာကောင်းတဲ့မှုကိုဘာလို့များဒီလောက်တောင်မျက်နှိုးတန်ဖို့ထားခဲ့ကြတယ်လဲဆိုပဲအကြောင်းရင်းကိုလိုက်ရှာကြည့်ကြမယ်လေဟုတ်ပါပြီပထမဆုံးထွားခြင်းမဲ့နေရာကတော့ရှေးခေတ်တရုတ်ပြည်ရဲ့နန်းတော်ကြီးတွေစီကိုပါပဲအဲ့ဒီမှာလေရှိပတိဆိုတာဣကရမင်းမြတ်တဲ့အတွက်ပဲတီးတန့်ထားတဲ့တော်တော်လေးကိုတင်းတင်းကြပ်ကြပ်ထင်းထင်းထားတဲ့လူ့ဝတ်ချက်တစ်ခုလိုဖြစ်ခဲ့တာပါမမခေမင်းစခိတုံကဆိုရီတာမန်ပြည်သူတွေကရှိပတိကိုညင်ခွင့်တော်မရှိခဲ့ဘူးလို့ဆိုပါတယ်ဘာလို့လဲဆိုတော့ဒါဟာဣကရနဲ့တော်ဝန်မိသားစုတွေရဲ့အသက်ရှည်ကြမရတဲ့တီးတန့်ဖော်ဆက်ထားတဲ့အစွမ်းသက်လျှို့ဝှက်အားစီးတစ်မျိုးလို့သတ်မှတ်ထားလို့ပါပဲသူတို့ရဲ့အဓိကသဘောတရားကတော့ချီပါပဲချီဆိုတာကရိုးရတရုတ်စေးပညာမှာခန္ဓာကိုယ်ရဲ့စီးဆင်းနေတဲ့အခြေခံကြတဲ့ဘဝစွမ်းရည်အတတ်တက်လို့ပြောလို့ရပါတယ်အဲ့ဒီခေတ်ကလူတွေကဘလို့ယုံကြည်ခဲ့ကြလဲဆိုတော့ရှိပတိကကုန်ခန်းသွားတဲ့အဲ့ဒီခြီစွမ်းရင်ကိုအံ့ဩစရာကောင်းလောက်အောင်ပြန်ဖြည့်ပြင်းနိုင်တယ်ဆိုပြီးတော့ပေါ့သူကိုချစ်စံတို့ခေါ်တဲ့နာမည်တောင်ရှိသေးတယ်စောင်းဘိုးຫນွေမြတ်တယ်နန်းတွင်ကတော်ဝင်စစ်စရာတွေကအစုံနဲ့ကြောက်ကက်ကိုအားကောင်းစေဖို့ပြီးတော့လူကနွမ်းနေတဲ့အခါမျိုးမှာခုနအရီပြန်ရလာအောင်ဆိုပြီးအဓိကတောင်းခဲ့ကြတာပါသူကဘလောက်တောင်တန်ဖိုးချီရဲဆိုတာကိုကြည့်ချင်းရင်သူကြမျိုးတဲ့သုံးတာမဟုတ်ပါဘူးချင်းစင်းတို့သမင်ချိုတို့တခြားတန်ဖိုးကြီးမူလီကဲတွေနဲ့ပေါင်းဆက်ပြီးမှသုံးနေရှိတာမှတတ်သေးပါပဲအဲ့လိုပေါင်းဆက်လိုက်မှခန္ဓာရည်စွမ်းအားနဲ့အသက်ရှည်ချမှအေးရဲ့အတွက်အကောင်းဆုံးဆေးစွမ်းကောင်းတွေကိုရတယ်လို့ယုံကြည်ခဲ့ကြတာပေါ့ကဲဟုတ်ပြီတရုတ်ပြည်ရဲ့နန်းတော်တွေကနေခဏထွက်ပြီးကဘာအမိုးလို့တင်စားခေါ်ဝေါ်ကြတဲ့ဟီမဝန္တာတောင်တန်းတွေဘက်ကိုခရီးဆက်ကြည့်ကြအောင်အဲ့ဒီလိုမြင့်မာပြီးကြမ်းတမ်းလာတဲ့ဒေသမှာတော့ရှိပတိဟာအမတမလေးစားတန်ဖိုးထားရတဲ့ယရနာတပါးအဖြစ်ရှိနေခဲ့ပြန်ပါတယ်ဒီဘက်မှာတော့သူ့ကိုရာစာကောင်းဘူးလို့ခေါ်ကြတယ်အဲ့ဒီမိကတော့အတူတူပါပဲຫນွေမြတ်အဆောင်ပူပါဒါပေမဲ့ဒီဘက်မှာကသူ့ကိုဆေးဖတ်ဝင်တယ်ဆိုတာထက်ပိုပါတယ်တာယာဝပြောချင်းရဲ့အထင်ကြီးတာတခုလို့ရရွာလူထုဘွားရဲ့အရေးပါတဲ့အစီအပိုင်းတခုလို့ကိုသတ်မှတ်ထားကြတာပါစဉ်းစားကြည့်ပါဦးဒီဘက်ဆေးပညာမှာသူ့ကိုတောင်းလာခဲ့တာနှစ်ပေါင်း900တောင်ကျော်ခဲ့ပြီမျိုးဆက်တီအများကြီးလက်ဆင့်ကမ်းလာခဲ့တဲ့ဒီအသိပညာကသူ့ရဲ့အစွမ်းအပေါ်ဘလောက်တောင်နက်နက်ရှိုင်းရှိုင်းယုံကြည်ကြတယ်လဲဆိုတာကိုသက်သေပြနေတာပါပဲဒီဘက်ကကူတဆရာတွေကဆွေးရင်ကြောက်ကဲ့ရောကတဲ့နှလုံးပြဿနာတွေကနေစပြီးတော့လင်ပန်းဆိုင်ရာအားနေတာမျိုးတွေရေဘူးရဲ့အားရင်ကုန်ခန္ဓာမျိုးတွေအထိယောဂတော်များများအသွဲရက်စာကုန်ဘူးကိုပဲအားကိုခဲ့ကြတာပါသူတို့မြန်မာတော့ဒါကစေတခုသက်ဖက်မဟုတ်တော့ဘူးခန္ဓာကိုယ်ရဲ့ပျောက်ဆုံးနေတဲ့စွမ်းရည်ဟန်ချက်ကိုပြန်ချင်းပြီးပေးနိုင်တဲ့တဘာဝရဲ့တော့ချက်တစ်ခုလို့ဖြစ်နေကြတာပါရှိပတိရဲ့နာမည်ကောင်းကတော့တောင်တန်းတွေနေနိမိတ်တွေကိုဖျက်ကျော်ပြီးအရှိဖျားအထီကိုရောက်ခဲ့ပါတယ်ဥပမာဂျပန်ရဲ့ကမ်ပိုဆေးပညာလိုတခြားအာရှရဲ့ယူရတဲ့လေးတွေမှာသူ့ကိုဘလို့များလက်ခံပြီးအသုံးပြုခဲ့ကြတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်အောင်ဂျပန်မှာဆိုရင်တော့သူ့ကိုတိုချူခါဆိုလို့သိကြပါတယ်ပြီးတော့သူတို့ရဲ့ရိုးရာဆေးဖက်ဝင်အပင်ဆိုင်ရာဆေးပညာစနစ်ဖက်တဲ့ခံပိုးမှာရာစုနှစ်တည်နေချီပြီးအဓိကနေရာကနေပါဝင်ခဲ့တာပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုရှိပတိကိုအလေးခါတဲ့ရှုထောင့်လေးတွေမတူတာပါပဲဥပမာတရုတ်မှာဆိုရင်ဧကရရဲ့ခြီစွမ်းအင်နဲ့အသက်ရှည်ရေးကိုအဓိကထားတယ်တိဘက်မှာကျတော့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဟန်ချက်ညီမှုနဲ့တက်ကြွမှုကိုရှေ့ရှုတယ်ဂျပန်မှာတော့တွေးလက်ပတ်မှုကောင်းမွန်ဖို့ကိုအလေးပေးကြပြန်ရောနေရာလေးထားတယ်အလေးပေးပုံတွေမတူပေမဲ့အားလုံးတူညီနေတဲ့အချက်ကတော့ကျောင်းမကြီးအတွက်သူ့ကိုအားထားခဲ့ကြတယ်ဆိုတာပါပဲသူ့ရဲ့တည်င်းကောင်းကဟီမဝန္တာတောင်တန်းတွေကိုတောင်ကျော်လွန်ပြီးတော့နေပေါ်ဘူတန်နဲ့အိန္ဒိယရဲ့တောင်ပေါ်ဒေသတွေအထိပါပြန့်နှံ့သွားခဲ့ပါတယ်။အဲ့လိုနဲ့ပဲရှိပတိဟာအာရှတိုက်ရဲ့ရွေးအားဆေးပညာမြေပုံပေါ်မှာအရေးပါတဲ့နေရာတစ်ခုကိုခိုင်ခိုင်မာမာရယူနိုင်ခဲ့တာပေါ့။ဒီလိုနေရာဒေသတွေကွဲပြားနေပြီမဲ့ဒီရှေးဟောင်းယဉ်ကျေးမှုတွေအားလုံးကိုချိတ်ဆက်ပေးထားတဲ့တူညီတဲ့အသိပညာမြင်တာလေးတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ရှိပတိရဲ့အစွမ်းအပေါ်မှာထားရှိတဲ့ယုံကြည်မှုပါပဲ။ဒီအမွေနေ့ကနေ့ဘာကိုတွေးနိုင်တယ်လဲဆိုတာကြည့်ကြရအောင်အဓိကအနှစ်ချုပ်ကတော့ရှင်းရှင်းလေးပါပဲဒီရိုးရတလဲတွေအားလုံးမှာတူညီတဲ့ယုံကြည်ချက်တစ်ခုရှိနေတယ်အဲ့ဒါကတော့ရှိပတိဟာခ
နာကိုရဲ့ကုန်ခန်းထွားရဲ့ခွန်အားနဲ့တက်ကြွမှုကိုပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အင်မတန်အစွမ်းထက်တဲ့တဘာဝပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာပါပဲ ဟုတ်ပါပြီရှင်းအောင်ယဉ်ကျေးမှုတွေကတော့ယာစုနေဒီနဲ့ချီးတဲ့သူတို့ရဲ့လေးလာစောင့်ကြည့်မှုတွေအပေါ်အခြေခံပြီးသူ့ကိုတမှုထားခဲ့ကြတယ်ဒါပေမဲ့အခုခေတ်တစ်ပံပညာကတော့ဒီထူးခြားတဲ့မို့လေးထဲမှာဘာတွေကိုတွေ့ထားလဲဘလို့အစွမ်းနေရှိနေရလို့ပြောထားလဲအဲ့ဒီအကြောင်းကိုတော့နောက်ခွဲမှာဆက်ပြီးလေ့လာတော့ကြပါမယ်